ဘာဖြစ်လို့ဒီလိုမျိုး one နေပြနေလဲဆိုတာကိုကျွန်တော်ရှင်းပြရမယ် Facebook တို့ Instagram တို့သူတို့ platform ကနေပြီးတော့မှကျွန်တော်တို့ကနေပြီးတော့မှ link တွေကိုလာပြီးတော့ချပါတယ်ဆိုတော့သဘောတရားမျိုးတက်ရောက်တယ်ပေါ့နော်သူပြောချင်တဲ့သဘောတရားအမြင်ပိုင်း short ချတယ်ဘာဖြစ်လို့ကျွန်တော်တို့ရဲ့ဒီ post ကိုအမြင်ပိုင်း short ချလဲအကြောင်းအရာကိုကျွန်တော်ရှင်းပြရမယ်ဥပမာဆိုကြပါစို့ကျွန်တော် Facebook မှာ post တစ်ခုတင်လိုက်တယ် video တစ်ခုတင်လိုက်တယ်အဲ့ဒီ video အဲ့ဒီ post ရဲ့ caption မှာကျွန်တော်တို့ကနေပြီးတော့မှတခြားကိုပို့ပြီးတော့လူရောက်စေချင်တဲ့အရာသိစေချင်တဲ့ link တစ်ခုခုဥပမာဆိုကြပါစို့အရင်တင်ခဲ့ဘူးတဲ့ Facebook post တစ်ခုရဲ့ link တစ်ခုကို copy ယူလာပြီးတော့ကျွန်တော်တို့ကဒီ caption အောက်မှာရေးထည့်တာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တယ်ဆိုရင်သူတို့ရဲ့ algorithm ကနေပြီးတော့မှကျွန်တော်တို့ကိုဒီ platform နေပြီးတော့မှတခြားပြင်ပကိုရောက်သွားတဲ့သဘောမျိုးသူတို့မကြိုက်တာပေါ့နော်မကြိုက်တာအဲ့လိုမျိုးခံစားရတာဖြစ်တဲ့အတွက်သူတို့ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီ post ကို link နေပါတဲ့ post တွေကိုသူတို့ကအမြင်ပိုင်း short ချပလိုက်တယ် reach တွေ short ချပလိုက်တယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီး monetization နဲ့ပတ်သက်ပြီးထိခိုက်လာဆိုတော့မထိခိုက်ဘူးစိုးရိမ်စရာတော့မရှိဘူးဒါပေမဲ့စီးပွားရေးလုပ်ငန်းအတွက်ကြော်ညာတဲ့ post တွေပဲဖြစ်ဖြစ်တခြားကိုအရေးကြီးတဲ့ post တွေကိုလူတွေကြီးအများအပြားရောက်စေချင်တဲ့အကြောင်းအရာတွေရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုး link တွေကိုမထည့်နဲ့ link တွေကိုမထည့်ဘဲနဲ့ကျွန်တော်တို့ကဘယ်မှာထည့်ရမလဲဆိုတော့ comment မှာပဲ link ကိုချပြီးတော့ comment မှာရှိတဲ့ link ကိုပဲပင်ထောက်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ဒီလိုမျိုးအမြင်ပိုင်း short ချတာမျိုးမခံရတော့ဘူးပေါ့နော်ဒါလေးကိုသိထားသင့်မယ်ထင်လို့ကျွန်တော်လာပြောပြတာဖြစ်ပါတယ်ဗျာ